ကိုခေါ်လိုက်မယ်နော်ကဲဘယ်လိုဖြစ်လဲပြောရတဲ့ကောင်ကြီးอ่ะဒီလိုပါဒီလက်တို့အေး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 ဒီလာတော့ဆက်တယ်အားလုံးမင်္ဂလာပါဒီကွန်ဆာကတကယ်တော့တကယ် emotional ပေါင်းစုံကိုပေးတဲ့အခါပေါ့နော်ပထမဆုံးကိုရဲရောမထရီလာရောချေရတဲ့ကိုရဲ့ legacy နေရာအကိုအမားတွေဒီလိုလလပပလေးနဲ့ဆင်ပေါ်မှာအရန်နေချင်ခဲ့တာပြန်ပြီးတော့ကျွန်တော်ခုလိုပြန်နေရတယ်ဒီကြောက်လေကြောက်တယ်နော်ရှင်းစားကြောက်တယ်ဒါပေမဲ့အားလုံးအားပြီး right yeah ဒီလိုအားလုံးကိုလည်းနဲ့ပတ်သက်ရင်အကြရတဲ့အများကြီးရှိတယ်တချင်လမ်းပေါ်ဆိုတဲ့မျက်နှာလေးကို music ရဲ့ကားတွေကိုအရင်ခေါ်ရိုက်ပြီးတော့ဆိုလိုက်ရပြီးပါရှင်းရှင်းပြီးတော့အထမအောင်ဆုံးဆိုပါမယ်ဟာအခု live ဒီ concert မှာပြည်သက်တဲ့အများကြီးရှိမှာဆိုတော့ထပ်ဖြစ်လာတယ်ပေါ့နော်ပြီးတော့မထင်စားတဲ့ကျေးဇူးအများကြီးတင်တယ်သူရဲ့တော့ solo album ရဲ့ title song ကိုဆိုချင်တယ်ဆိုတော့ဟိုကပေးစီတယ်ဟိုအမသူရန်ကြောင့်ပုံထားရတဲ့အချိန်လေးတန်းတော်ဆောင်ကြိုးစားပြီးတော့ပြည့်စည်အောင်လုပ်ပါတယ်ဆိုတော့ပြည့်စည်တော့ချင်းပိုင်ရှင်ပေါ့နော်ဒီကကိုလေးကြီးတာပါလေးထားတဲ့လူရှင်တွေကဆိုခဲ့တယ်ဒီညနေလေးကဆိုတယ်တကယ်ကိုမမရရဖြစ်တာပေါ့နော်โอเคအားပြီးတော့